မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါ်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ဖိလစ်ပိုင်တောင်းဆိုတဲ့ဆွေးနွေးသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့အာဏာသိမ်းစစ်တပ်ကိုဖိလစ်ပိုင်အစိုးရကတောင်းဆိုလိုက်ပါတယ်အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ဖိလစ်ပိုင်ကဒေါ်အောင်ဆန်းစုကြည်အပါအဝင်အာဏာသိမ်းမြန်မာစစ်တပ်ကဖမ်းဆီးထားဆဲဖြစ်တဲ့နိုင်ငံရေးအကျဉ်းသားအလုံးကိုချက်ချင်းပြန်လွှတ်ပေးဖို့ဧပြီ19ရက်နေ့မှာတိုက်တွန်းခဲ့ပါတယ်နိုင်ငံတော်သမ္မတဦးဝင်းမြင့်ပြန်လည်လွတ်လာခြင်းနဲ့အကျဉ်းသား4514ဦးကိုဧပြီလ18ရက်နေ့မှာစစ်တပ်ကလူငင်းချမ်းသာခွင့်ပေးခဲ့ခြင်းတွေဟာယုံကြည်မှုတိစောက်ရေးနဲ့အစုအဖွဲ့ပေါင်းစုံဆွေးနွေးမှုတွေစတင်နိုင်ရေးအတွက်အပြုသဘောဆောင်တဲ့ခြေလှမ်းတွေအဖြစ်အတိအမှတ်ပြုကြောင်းဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်ဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအလုံးအထူးသဖြင့်တက်ကြီးရွယ်အိုတွေနဲ့ကျန်းမာရေးမကောင်းသူတွေကိုပြန်လွှတ်ရေးဟာအဓိကအရေးကြီးဆုံးလိုအပ်ချက်တစ်ခုဖြစ်နေစေဆိုတာဖိလစ်ပိုင်အနေနဲ့ထပ်လောင်းနှိုးဆော်လို့ကြောင်းအဲ့ဒီထုတ်ပြန်ချက်မှာပါရှိခဲ့ပါတယ်နိုင်ငံရေးအကျဉ်းသားတွေပြန်လည်လွတ်မြောက်လာရေးဆိုတာဟာမြန်မာအကြက်တဲကိုဖြည့်ရှင်းဖို့အာဆီယံကဆွေးနွေးလက်ခံထားတဲ့ဗုဒ္ဓဘောတူညီချက်9ရပ်ကိုအပြည့်အဝအကောင့်ထဲပေါ်ခြင်းအတွက်လည်းအကျိုးကျေးဇူးဖြစ်စေလိမ့်မယ်လို့ဖိလစ်ပိုင်ကထောက်ပြထားပါတယ်မြန်မာရိုးရာနှစ်သက်ကူအတာတကြံပွဲတော်အပြီးမြန်မာနိုင်ငံမှာမြန်မာနီမြန်မာဟန်နဲ့ကိုက်ညီမဲ့ငြိမ်းချမ်းတဲ့အစုအဖွဲ့ပေါင်းစုံပတ်ဝန်းတဲ့နိုင်ငံရေးဆွေးနွေးမှုတွေတွေ့မြင်လာရစီဖို့လေဧပြီ19ရက်နေ့ချိန်ညာချက်ထဲမှာဖိလစ်ပိုင်နိုင်ငံသားရေးဝန်ကြီးဌာနကထည့်သွင်းဆန္ဒပြုထားခဲ့ပါတယ်ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့ဟာ2021ခုနှစ်စစ်အာဏာသိမ်းချိန်မှာဖမ်းဆီးခံရပြီးမတရားဆွဆွဲချက်တွေနဲ့ပုံမှန်မျိုးစုံတက်ပြီးနှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံခဲ့ရပါတယ်။ယခုအခါသမရဦးဝင်းမြင့်ကိုစစ်တပ်ကပြန်လွှတ်ပေးခဲ့ပေမယ့်ဒေါ်အောင်ဆန်းစုကြည်ကိုတော့လက်ကျန်ထောင်ဒဏ်24နှစ်ထဲက4နှစ်ခွဲလောက်ကိုသာလျှော့ချပေးခဲ့ပါတယ်။စစ်တပ်ဟာဒေါ်အောင်ဆန်းစုကြည်ကိုနေအိမ်အကျယ်ချုပ်အဖြစ်ပြောင်းလဲထားရှိမယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်တိကျအတည်မပြုနိုင်သေးပါဘူး။ဆက်လက်ပြီးဦးဝင်းမြင့်လွတ်လာပြီးဒေါ်အောင်ဆန်းစုကြည်ဗမာလိန်ဖန်စီခန့်သမရဦးဝင်းမြင့်အကျဉ်းထောင်ကနေလွတ်မြောက်လာတဲ့အပေါ်မြန်မာနိုင်ငံရေးနဲ့ဒေါ်လာရေးအတိုင်းဝိုင်းမှာဝမ်းသာအားရကြိုဆိုခဲ့ကြပါတယ်။လူမှုကွန်ရက်စာမျက်နှာတွေမှာလည်းသူရဲ့လွတ်မြောက်မှုကိုဂုဏ်ပြုဆုတောင်းစကားတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ဒါပေမဲ့ဒီဝမ်းသာမှုနောက်မှာသတိပြုရမယ့်အမှတ်တရားတစ်ခုကတော့ဦးဝင်းမြင့်ဟာသူ့ရဲ့ပြစ်ဒဏ်အများစုကိုကြာခံပြီးဖြစ်နေတယ်လို့အခြားသောနိုင်ငံရေးအကျဉ်းသားထောင်ပေါင်းများစွာဟာလည်းအကျဉ်းထောင်တွေထဲမှာကြန့်ရှိနေစေဖြစ်တယ်ဆိုတာပါပဲ။ဦးဝင်းမြင့်ရဲ့လွတ်မြောက်မှုဟာလည်းနိုင်ငံရေးအကျဉ်းသား100ကျော်အပါအဝင်အကျဉ်းသား4500ကျော်ကိုလွှတ်ပေးခဲ့တဲ့နှစ်သက်ကူလူငင်းချမ်းသာခွင့်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။ဒီတဲ့ဟာဒေါ်အောင်ဆန်းစုကြည်ကနောက်ထပ်လွတ်လာအောင်မလားဆိုတဲ့ပိုပြီးအရေးပါတဲ့မိကွန်းတစ်ခုကိုချက်ချင်းပဲထွက်ပေါ်လာစေခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ပြည်သူတွေအကြီးအကျယ်ဆုံးဒီမိုကရေစီကောင်ဆောင်ဒေါ်အောင်ဆန်းစုကြည်ကတော့အကျဉ်းချနေစေဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲသူကိုနေအိမ်အကျယ်ချုပ်ပြောင်းရွှေ့လိုက်ပြီဆိုတဲ့ကောလာဟာလာတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါဟာစီအုပ်စုရဲ့စိတ်စစ်စင်ရေးချမ်းရကနေပြည်သူတွေရဲ့တုံ့ပြန်မှုကိုစမ်းသပ်ဖို့ထုတ်လွှင့်တာလို့ယူဆရပြီးသတင်းတွေကတော့မှားယွင်းနေခဲ့ပါတယ်ဒီလိုငြိမ်းချမ်းသာခွင့်မှာဒေါ်အောင်ဆန်းစုကြည်ရဲ့ပြစ်ဒဏ်ဟာရှော့ပေါ့သွားခဲ့ပေမဲ့သူကတော့ဆက်လက်ထိန်းသိမ်းခံထားရဆဲပါအသက်80အရွယ်ရှိပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာအဂတိလိုက်စားမှုလှုံ့ဆော်မှုရွှေကောက်ပွဲမှတ်တမ်းမှုနဲ့နိုင်ငံတော်လူ့ဝှက်ချက်အဥပဒေချိုးဖောက်မှုစတဲ့နိုင်ငံရေးအရာရည်ရွယ်ချက်ရှိဆွဲဆိုထားတဲ့အမှုပေါင်းများစွာနဲ့ထောင်ဒဏ်28နှစ်ကြာခံရတာဖြစ်ပြီးအခုလူငင်းချမ်းသာခွင့်ကြောင့်6ပုံတပုံလျှော့သွားခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ကံကြမ္မာကဘာဖြစ်လာမလဲဆိုတာကတော့ရှင်းရှင်းလင်းလင်းမရှိသေးပါဘူးသူထောင်ထဲမှာပဲဆက်ရှိမလားနေအိမ်အကျယ်ချုပ်ပြောင်းမလားဒါမှမဟုတ်လူမြင်ကွင်းကနေတီးတစိတ်ပျောက်ကွယ်သွားမလားဆိုတာဘယ်သူမှမသိနိုင်သေးပါဘူး2022ခုနှစ်ဒီဇင်ဘာလမှာတရားရင်ဆိုင်မှုတွေပြီးဆုံးကြတဲ့ကဒေါ်အောင်ဆန်းစုကြည်ကိုလူမြင်ကွင်းမှာမတွေ့ရတော့ပါဘူးနောက်ဆုံးရရှိထားတဲ့အတည်ပြုသတင်းကတော့2023ခုနှစ်ဇူလိုင်လမှာထိုင်းနိုင်ငံသားရေးဝန်ကြီးဟောင်းဒွန်ပရာမတ်ဝီနိုင်ကနေပြည်တော်မှာသူ့ကိုတွားတွေ့ခဲ့တာဖြစ်ပြီးဒေါ်အောင်ဆန်းစုကြည်ဟာကျန်းမာရေးကောင်းမွန်တယ်လို့စိတ်ပိုင်းဆိုင်ရာလည်းကြန့်ခိုင်ကအကြက်တဲတွေကိုဖြည့်ရှင်းဖို့ဆွေးနွေးမှုတွေကိုထောက်ခံတယ်လို့သိရပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ဘာသတင်းမှမကြားရတော့ပါဘူးသူကိုနေပြီးတော့အနီးကစစ်ဘက်ဝင်းတစ်ခုတည်းမှာစစ်ဘက်ဆိုင်ရာစောင့်ကြည့်မှုအောက်ထိန်းသိမ်းထားတယ်လို့အများကယုံကြည်နေကြပါတယ်တဆင်ကြားရတဲ့သတင်းတွေအရဒေါ်အောင်ဆန်းစုကြည်စပင်တွေဖြူနေပြီးအားနည်းနေပုံရတယ်လို့ဆိုပါတယ်စစ်အုပ်စုကသူ့ရဲ့တီနေရတဲ့အခြေအနေကိုထုတ်ဖော်ပြောဖို့ညှင်းဆန်နေတာကြောင့်ပြည်သူတွေနဲ့နိုင်ငံတကာရဲ့စိုးရိမ်မှုတွေကပိုပြီးနှက်ဆိုင်လာနေပါတယ်ဒီလိုအခြေအနေတွေကြားမှာဦးဝင်းမြင့်ရဲ့လွတ်မြောက်လာမှုဟာထူးခြားတဲ့အပြောင်းလဲတစ်ခုထက်တွက်ချက်လောက်ဆောင်တဲ့ပြရုပ်တစ်ခုနဲ့ထူနေပါတယ်ဒါဟာပြစ်ဒဏ်စီကာနီမှလွတ်လာတာဖြစ်ပြီးအခြားသောထိပ်တန်းနိုင်ငံရေးသမားတွေပြည်내နဲ့တိုင်းဝန်ကြီးချုပ်တွေနဲ့ထောင်ပေါင်းများစွာသောနိုင်ငံရေးအကျဉ်းသားတွေဟာလည်းထောင်ထဲမှာဆက်ရှိနေပါသေးတယ်။တရုတ်ရဲ့အခမ်းခဏဒီအချိန်ကိုက်
ဖြစ်ရပ်တွေကိုနားလည်ဖို့ဆိုရင်ထောင်တကားတွေရဲ့အပြင်ဘက်ကိုကြည့်ဖို့လိုပါတယ်။မင်းအောင်လှိုင်ဟာ2021ခုနှစ်အာဏာသိမ်းပြီးနောက်စန့်ကျင်ဆန္ဒပြမှုတွေကိုရရက်ဆက်ဆက်နှိမ်နင်းခဲ့ပေမဲ့2023နဲ့2024ခုနှစ်တွေမှာတော့နိုင်ငံရဲ့နေမြေတော်တော်များများကိုတော်လှန်ရေးအင်အားစုတွေနဲ့တိုင်းသားလက်နက်ကိုင်တွေစီလက်လွတ်ခဲ့ရပါတယ်။သူရဲ့အာဏာရှိုင်တဲ့နေချိန်မှာတရုတ်နိုင်ငံကသူ့ဘက်ကနေပြက်ပြက်သားသားချောင်းဝင်ပေးခဲ့တာပါ။ပေကျင်းရဲ့ထောက်ခံမှုနဲ့အတူစေအုပ်စုဟာ2025ခုနှစ်မှာရှမ်းပြည်နယ်မြောက်ပိုင်းကနေမြေအချို့ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးအဲ့ဒီနှစ်နောက်ပိုင်းရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။ပြည်တွင်းစစ်တွေချတဲ့စစ်အုပ်စုထိန်းချုပ်ထားတဲ့နေရာတွေမှာပဲတင်းတင်းကြပ်ကြပ်လုပ်ခဲ့တဲ့ဒီရွေးကောက်ပွဲမှာမဲပေးသူတွေအလွန်နေပါခဲ့ပါတယ်။ဒါပေမဲ့ပြိုင်ဘက်မရှိပဲစစ်တပ်ကြောတောင်းနောက်ခံပြုပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP အနိုင်ရတဲ့အခါတရုတ်ကပထမဆုံးဂုဏ်ပြုခဲ့ပါတယ်။တရုတ်အထူးကိုယ်စားလှယ်တိန့်ရွှေကျွင်းကဒီရွေးကောက်ပွဲဟာမင်းအောင်လှိုင်နဲ့သမ္မတရှီကျင့်ဖျင်တို့ကြားကသဘောတူညီချက်ရဲ့ရလဒ်လို့ဆိုပါတယ်။သဘောတူညီချက်ရဲ့အသေးစိတ်ကိုမသိရပေမဲ့ရလဒ်ကတော့ရှင်းပါတယ်။မင်းအောင်လှိုင်ဟာသူ့ကိုယ်သူသမ္မတအဖြစ်ခန့်အပ်လိုက်ပြီးစစ်တပ်အစိုးရရန်ရနဲ့စစ်တပ်က25ရာခိုင်နှုန်းယူထားစေလွှတ်တော်တို့မှာအာဏာကိုအခိုင်အမာချုပ်ကိုင်လိုက်ပါတယ်။တရုတ်ရဲ့ထောက်ခံမှုကတည်တာပါတယ်။ရှီကျင့်ဖျင်ကဧပြီ10ရက်မင်းအောင်လှိုင်ရဲ့သမ္မတကျန်းသစ္စာဆိုပွဲအတွက်ဝမ်းမြောက်စကားပို့ခဲ့တယ်လို့မင်းအောင်လှိုင်လည်းမကြခင်ပေကျင်းကိုသွားဖို့ရှိပါတယ်။ဦးဝင်းမြင့်ကိုလွှတ်ပေးလိုက်တာဟာစစ်တပ်ကအာဏာကိုအပြည့်အဝထိန်းချုပ်ထားရင်းနဲ့ပြန်လည်သိမ်းမြတ်ရေးလုပ်နေတဲ့အောင်ပုံဖော်တဲ့ဒီပလိုမေစီကောက်ကွက်တစ်ခုပါပဲပေကျင်းရဲ့အကျိုးစီးပွားကလက်တွေ့ကြပါတယ်။နေဆက်တည်ငြိမ်ရေးရက်ဆိုင်နေတဲ့ PRI စီမံကိန်းတွေပြန်စားရေးနဲ့တရုတ်ရဲ့စီးပွားရေးနဲ့လုံခြုံရေးကိုမထိခိုက်စေမဲ့တိုင်းသားလက်နက်ကိုင်တွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေပါဒါတွေဖြစ်ဖို့ဆိုရင်နိုင်ငံတကာကလက်ခံနိုင်လောက်တဲ့မြန်မာအစိုးရတစ်ခုရှိနေဖို့လိုပါတယ်မင်းအောင်လှိုင်ဟာနယူးဒေလီကိုသွားဖို့ကြိုးစားနေတယ်လို့အာဆီယံထိပ်သီးအစည်းအဝေးတွေမှာပြန်ပါခွင့်ရဖို့လည်းမျှော်လင့်နေပါတယ်။အာဏာသိမ်းပြီးကတည်းကအာဆီယံကသူ့ကိုအဆင့်မြင့်အစည်းအဝေးတွေမှာပါဝင်ခွင့်ပိတ်ထားတာကြောင့်သူဟာနိုင်ငံတကာမှာတရားဝင်မှုရဖို့အသေးအံကြိုးစားနေတာပါ။ပြန်လည်သိမ်းမြတ်ရေးမဟုတ်အန်တူမှုသာဦးဝင်းမြင့်ရဲ့လွန်မြောက်မှုဟာအပေးယူလောက်တာမျိုးမတွေ့ရပဲဆက်လက်အန်တုနေတာကိုပဲပြသခဲ့ပါတယ်။အာဏာပိုင်တွေကသူ့ကိုရစသက်ကြီးပုံမှန်401အရာနောက်နောက်အပြစ်ထက်လို့ရင်မူလပြစ်ဒဏ်ပြန်ချခံရမယ်ဆိုတဲ့ဂရီကဝတ်နဲ့လက်မှတ်ထိုးခိုင်းခဲ့ပေမဲ့သူကညှင်းဆန်ခဲ့ပါတယ်။ NLD ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်ရဲ့အဆိုအရဦးဝင်းမြင့်ဟာသူဟာဘာရာဇဝတ်မှုမှမကျူးလွန်ခဲ့တယ်လို့ငါးပါးသီလကိုလည်းအမြဲဆောင်ထိန်သူဖြစ်တာကြောင့်လက်မှတ်မထိုးနိုင်ဘူးလို့ပြောခဲ့ပါတယ်။သူ့ရဲ့ညှင်းဆန်မှုဟာတရားဝင်မှုဆိုတာအာဓမ္မတောင်းယူလို့မရဘူးဆိုတဲ့သတင်းစကားကိုထိတ်တဆိတ်ပေးလိုက်တာပါပဲဒေါ်အောင်ဆန်းစုကြည်လွတ်လာမလားဆိုတဲ့ခံမှန်းချက်တွေလည်းအရင်အတိုင်းလိုက်ပါလာတယ်သူဟာ2010ခုနှစ်မှာအာနာရှင်တန်းရွှေလုပ်ခဲ့တဲ့ဟန်ပြရွေးကောက်ပွဲအပြီးမှာနေအိမ်အကျယ်ချုပ်ကလွတ်လာခဲ့ပူပါတယ်အဲဒီနောက်2015နဲ့2020ရွေးကောက်ပွဲတွေမှာ NLD ကအပြတ်တက်နိုင်ခဲ့ပါတယ်မှတ်သားစရာတစ်ခုကပေကျင်းဟာ2015မှာကလေးကဒေါ်အောင်ဆန်းစုကြည်ကိုရှီကျင့်ဖြစ်နဲ့တွေ့ဖို့ဖိတ်ခေါ်ခဲ့ပြီးမြန်မာအနာဂတ်ခေါင်းဆောင်တွေနဲ့ကြိုတင်ဆက်ဆံရေးတည်ဆောက်ခဲ့တာပါဒီနေ့ဒေါ်အောင်ဆန်းစုကြည်ကိုလူမြင်ကွင်းမှာမတွေ့ရပေမဲ့သူရဲ့ဩဇာအာဏာကတော့ရှိနေစေပါသူရဲ့ဖခင်ဗိုလ်ချုပ်အောင်ဆန်းလိုပဲသူဟာစေအုပ်စုရဲ့စနစ်တကျဖျောက်ဖျက်ဖို့စ조사မှုတွေကြားတဲ့ပြည်သူရဲ့လေးစားမှုကိုအပြည့်အဝရရှိထားစေဖြစ်ပါတယ်စစ်အုပ်စုတစ်ကတော့ဦးဝင်းမြင့်ကိုလွှတ်ပေးတာဟာပြန်လည်သိမ်းမြတ်ရေးလို့ပုံဖော်နေပါတယ်တကယ်တော့ဒါဟာစစ်တပ်အာဏာစိုးမိုးရေးကိုခိုင်မာအောင်လှုပ်ဆောင်ရင်နိုင်ငံတကာရဲ့အတိအမှတ်ပြုမှုရအောင်လုပ်တဲ့ဟန်ပြလုပ်ရတဲ့ခုသာဖြစ်ပါတယ်ဒေါ်အောင်ဆန်းစုကြည်လွတ်လာခဲ့ရင်တောင်သတိထားဖို့လိုပါတယ်တယောက်ချင်းစီရဲ့လွတ်မြောက်မှုဟာအာဓမ္မဝါဒနဲ့အာဏာကိုလက်ဝက်ကြီးအုပ်ထားတဲ့စနစ်တစ်ခုလုံးကိုဖြိုဖျက်နိုင်မှာမဟုတ်ပါဘူးမြန်မာအချက်တွေဟာတင်ကေတအယလှုပ်ပေးမှုတွေနဲ့တည်းမပြီးနိုင်ပါဘူးနိုင်ငံရေးအကျဉ်းသားအလုံးလွတ်မြောက်ဖို့နဲ့စစ်တပ်တွေကအာဏာကိုအမှန်တကယ်လွှဲပြောင်းပေးတာမျိုးမရှိဘူးဆိုရင်တော့ဒီလိုလုပ်ရက်တွေဟာအပြောင်းလဲတစ်ခုမဟုတ်ပဲဟန်ပြကွက်တစ်ခုသာဖြစ်နေပါလိမ့်မယ်ကျွန်မတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်